တဲ့ရာလေးတစ်ခုကိုမင်းကတော့ဖြူတယ်ဆိုရင်ဖြူလိုက်မယ်မင်းကြိုက်လိုက်ကမင်းသဘောပဲပေါ့မင်းရဲ့မောင်ရဲ့စိတ်မှာတွေ့ဝေတဲ့အခါပြုံးလိုက်ပါလားလို့ဆိုမင်းပြောတော့ဘယ်ခါမျိုးကြီးရေလိုက်မယ်ဟာတိုက်လို့လားမင်းသဘောပဲပေါ့မင်းရဲ့မောင်ရဲ့ရှေ့မှာမြင်မြင်လိုက်တာရဲရဲနေတဲ့နေစီမင်းကြိုက်လို့မပန်းဘူးဆိုရင်ပန်းလိုက်ပါမင်းကြိုက်လိုက်ကစပယ်ပန်းလေးပေါ့မင်းရဲ့မောင်ကြိုက်လိုက်ကချေကတာွယ်မိတ်ကကိုမြင်နေချေမင်းမကြိုက်လို့မမြင်ဘူးဆိုရင်တရခါကိုထူထူလိမ့်မှာမကွယ်ချကွက်ပေါ့မင်းရဲ့တဘောလိုက်ကနေခဲ့တဲ့သူပါကွယ်ချစ်ခဲ့တဲ့သူပါကွယ်မင်းကိုမြင်ရင်မနေနိုင်ဘူးကွယ်မင်းရဲ့ရင်ကလေးမြဲဖြစ်ချင်တယ်မေတဘောအတိုင်းသာအလိုက်တည်တဲ့သူပါကွယ်အားပေးတဲ့သူပါကွယ်မင်းသာပါရင်မပြောနိုင်ဘူးသွားမယ်ဘဝကြီးချပွေနိုင်တယ်တကူတော့ရှိတယ်မေတီထားခွေချစ်မိနေတဲ့ချစ်ကိုမေးမောင်းမှုဆိုလာရင်ွယ်မဖြစ်ဘူးတော့စောပြီးပြောမယ်ချစ်ပြီးသားဘူးမေ